ဒီကောင်လေးဟာပင့်ကူအိမ်တွေထဲညှိနေတဲ့ဖားကလေးကိုဘေးကင်းအောင်ကယ်ဆယ်ပေးခဲ့ပါတယ်။ဒါပေမဲ့အဆိုပါပြုမှုကြောင့်အနားကယူကိုင်းတကောင်ကသူ့ကိုသတိပြုမိသွားပြီးမြင်တံတွေနဲ့လက်ရစ်ပက်လိုက်ပါတော့တယ်။ကံကောင်းစွာနဲ့ကောင်လေးအချိန်မီရုံထွက်ပြေးနိုင်ခဲ့ပေမဲ့လက်မောင်းပေါ်မှာတော့ထူးဆန်းတဲ့အမှတ်အသားတစ်ခုကျန်ရစ်ခဲ့ပါတယ်။ဒါကိုမာဒါယာကအตาယာတို့ထိကြည့်လိုက်တဲ့စက္ကန့်ပိုင်းမှာတင်လျှက်စီးတတ်ကြောင့်သူ့မွေးတွေမေးတူသွားပြီးခနာကိုပါလက်မတစက္ကန့်တင်းငယ်သွားခဲ့ရပါတယ်။သူကောင်လေးကိုမကာကွယ်နိုင်တော့လို့ကူညီပေးမဲ့အခြားယူကိုင်းတကောင်ကိုစင့်ခေါ်ဖို့ကောင်လေးကိုညွှန်ကြားလိုက်ပါတယ်။ကောင်လေးလည်းဝိယုံဖြူဝစ်ပြီးစင့်ခေါ်ခြင်းဆက်ဝိုင်းနဲ့ရက်လိုက်ရာတောက်ပတ်တဲ့အလင်းနဲ့အတူအစွမ်းထက်တဲ့ယူကိုင်းတကောင်ထွက်ပေါ်လာပါတယ်။ဒါပေမဲ့အဆိုပါယူကိုင်းကကျင်းစာအကြောင်းမသိလို့အခြားတစ်ယောက်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့အမျိုးသမီးယူကိုင်းတကောင်ရောက်လာပြီးကောင်လေးကိုအတင်းဖက်လက်လိုက်ပါတော့တယ်။သူမကကောင်လေးကိုသူ့ရဲ့အဖွားလို့တလွဲထင်မှတ်သွားတာဖြစ်ပြီးအဖွားကွယ်လုံးပြီးမှန်းသိရတဲ့အခါဝမ်းနဲ့မျက်ရည်ကျသွားလို့ကောင်လေးကလက်ကင်ပေါ်ကကမ်းပေးလိုက်ပါတယ်။ထိုယူကိုင်းဟာကောင်လေးလက်ကကျင်းစာကိုမှတ်မိသွားပြီးဒါဟာ9ရက်အတွင်းကောင်လေးရဲ့တက်ဆောင်စွမ်းအင်တွေကိုအကုန်စုပ်ယူသွားမှာဖြစ်ပါတယ်။ကောင်လေးလမ်းကြောင်းဟောင်းကိုရှာမတွေ့တော့လို့အိမ်ပြန်နာဖို့ပြင်ဆင်စဉ်လမ်းမှာအနက်ရောင်ရိတ်ဆိုးကြီးကိုသတိပြုမိသွားပါတယ်။မထင်မှတ်ပဲနောက်တစ်ရက်မှာထိုရိတ်ကအိမ်ရှိတကားဝအထိရောက်နေပြီးကျောင်းစင်းချိန်မှာတော့အိမ်ရှိမျက်နှာစာအထိတိုးကလာခဲ့ပါပြီ။အမျိုးသမီးယူကိုင်းကထိုရိတ်ဟာကောင်လေးကိုဝါမျိုးဖို့မကောင်းဆိုးဝါးကလွတ်လိုက်တာဖြစ်ပြီးကောင်လေးအားနေလာတာနဲ့အမျှအရိတ်ကပုံမြန်လာမှဖြစ်ကြောင်းသတိပေးပါတယ်။မွေးစားမိဘတွေကိုအန္တရာယ်မပြုကျင်လို့ကောင်လေးဟာမာဒါယာနဲ့အတူအပြင်မှာတဲထိုးအိတ်ခဲ့ပါတယ်။နောက်တစ်ရက်အိမ်ပြန်ရောက်တော့အရိတ်ဆိုးကအိမ်ထဲအထိကျူးကျော်ဝင်သွားပြီးမို့ကောင်လေးဟာမွေးစားမိခင်စီဖုံးဆက်ပြီးသူငယ်ချင်းအိမ်မှာနေမယ်လို့လိန်ပြောလိုက်ရမိခင်ဖြစ်သူအလွန်စိုးရိမ်သွားပါတယ်။ကျင်းစာတန်းကြောင့်ကောင်လေးမြေပြင်ပေါ်ဒူးထောက်လိုနီးပါးခံစားနေရစဉ်အေယာမပစက်ကြီးတစ်ခုမိမိအနားကလာတာမြင်လို့အလောတက်ကြီးထွက်ပြေးခဲ့ပေမဲ့တင်းမြင့်နဲ့ခလုတ်တိုက်လဲကျသွားခဲ့ရပါတယ်။သူဘာမှမတက်နိုင်တော့တဲ့စက္ကန့်ပိုင်းမှာပဲအမျိုးသမီးယူကိုင်းကစင့်ခေါ်စာလိမ့်နဲ့ရောက်လာလို့ကောင်လေးဟာနောက်ဆုံးအင်အားနဲ့စင့်ခေါ်ကထားရုပ်ပြီးဆမ်မင်တပင်ကိုမှုတ်ထုတ်လိုက်ပါတယ်။မထင်မှတ်ပဲတင်းငယ်တဲ့ငှက်ကလေးတစ်ကောင်ပဲထွက်လာလို့အရေးဆိုးကကောင်လေးကိုဝါမျိုးဖို့စူးစမ်းပေမဲ့အဆိုပါငှက်ကလေးစီကဆူရှာတဲ့အလင်းကြောင့်အရေးဆိုးကြီးချက်ချင်းပျောက်ကွယ်တန့်စင်သွားခဲ့ရပါတယ်။မာဒါယာနဲ့ကောင်လေးပုံမှန်ပြန်ဖြစ်သွားချိန်မှာအစွမ်းထက်ယူကိုင်းကြီးပြန်ထွက်လာပါတယ်။အမှန်တော့ဒါဟာကောင်လေးကိုတခင်ဖြစ်ထိုက်တန်မှုရှိမရှိဖားကလေးကိုတုံးပြီးစမ်းတက်ခဲ့တာပါ။သူမကကောင်လေးကိုသဘောကျလို့ဘယ်ချိန်မဆိုစင့်ခေါ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ကောင်လေးအိမ်ပြန်ရောက်တော့မွေးစားမိခင်ရဲ့ပြင်းထန်တဲ့စူပူခြင်းကိုခံရပေမဲ့သူ့ရင်ထဲမှာတော့အတိုင်းထက်အလွန်နှွေးထွေးသွားခဲ့ရပါတော့တယ်